မင်္ဂလာပါကားချစ်သူတွေအတွက်တစ်လကို330ဝန်းကျင်သွင်းရုံနဲ့2026 VGV Sinotrek U75 Plus 2026 VGV Sinotrek U70 Pro ကားအလန်းစားတွေကိုပိုင်ဆိုင်နိုင်မဲ့အခွင့်ကား CV ကနေပြီးတော့ယူဆောင်လာပါပြီကဲဒါဆိုရင်ပွဲမှာမြင်ရမယ့်ကားတွေကိုလိုက်ကြည့်ကြရအောင်2026 VGB Sinotrek U75 Plus သူ့ရဲ့ရုပ်ရည်ကတော့မြင်နိုင်မယ်တကယ်ကိုမှလမ်းထွက်ပြီးကတ်စတမာအများများဆုံးကားလေးလည်းဖြစ်တယ်ဒီမှာဆိုရင် share လေးတွေကိုလည်းပဲလေခွင်းအားခံနိုင်ကိုပြုလုပ်ထားပေးပြီးတော့မိဆိုရင်လည်းပဲ LED headlight daylight နဲ့ model ထိလိုက်လို့ပါတော့ဖြစ်တဲ့ကြောင့်မို့လို့နေ့ပဲမောင်းမောင်းညပဲမောင်းမောင်းတကယ်ကိုအဆင်ပြေတဲ့ကားလေးဖြစ်တယ်သူကအရှိပိုင်းမှာအလှဆင်ထားရတယ်မဟုတ်ပဲနဲ့နောက်မှာဆိုရင်လည်းပဲဒီ media လေးနဲ့အလှဆင်ပေးထားတွေ့ရတယ်Sinotrek ဆိုတဲ့ logo ကိုမှအကြွလုပ်ပေးထားတွေ့ရတယ်ဒီဘက်နောက်မှာဆိုရင်လည်းပဲ cargo space များများလိုချင်တဲ့သူတွေအတွက်ဆိုရင်တော့တကယ်ကိုအဆင်ပြေတယ်ပေါ့နော်ဒီတတိယတဲ့ခုတ်ကိုခောက်လိုက်တဲ့အခါကျရင်အိတ်တွေလည်းအများကြီးထားလို့ရတယ်အထုပ်တွေလည်းအများကြီးတည်လို့ရတယ်ကဲဒါဆိုရင်တော့အတွင်းပိုင်းကိုရှက်လောက်လိုက်ကြည့်ကြမယ်နော်ကဲဒါလေးကတော့ cap ပူရာလေးဖြစ်ပါတယ်အဲ့ဒါပြပုံမှာ panoramic sunroof က full length ပါပြီးတော့ electric window keyless start system လည်းပါဖြစ်တဲ့ကြောင့်မို့လို့တကယ်ကိုခင်မီစမ်းသစ်တဲ့ကားတစ်စီးဖြစ်တယ် Sinotrek VGB U75 Plus မှာဆိုရင်တော့ safety ဘိုင်းမှာ ABS, EPD, Auto Hold, Cruise Control လည်းပါတဲ့ကြောင့်မို့လို့စိတ်ချရတယ်ကဲဒါဆိုရင် VGB U75 Plus ကားလေးဟာဆိုရင်တော့မိသားစုတက်လည်းဖြစ်တယ်ခရီးသွားရင်လည်းအဆင်ပြေတယ်အကျန်းခံတာဖြစ်တဲ့ကြောင့်မို့လို့တကယ်ကိုအဆင်ပြေတဲ့ကားလေးဖြစ်ပါတယ်2026 VGV Sinotrek U70 Pro ဒီကားလေးဟာဆိုရင်လည်းပဲ body lash အနေနဲ့ကတော့4825 mm ရှိပြီးတော့သူ့ရဲ့ body ဘိုင်းမှာဆိုရင်လည်းပဲတန်မီတဲ့လေးစားပုံကိုခိုင်မာတဲ့ body seat ကိုအသုံးပြုဖြစ်တဲ့ကြောင့်မို့လို့ကိုယ်ရဲ့ဘိုင်းခိုင်ခန့်မှုကတော့ပြောစရာကိုမလိုဘူးရှေ့ကိုဆိုရင်လည်းပဲလေခွင်းအားခံနိုင်တဲ့ဒီဇိုင်းနဲ့ပြုလုပ်ပေးထားတယ်ခရုံလိုင်းလေးနဲ့အလှဆင်ပေးထားတာကိုတွေ့ရဖြစ်ပါတယ် engine power အနေနဲ့ဆိုရင်လည်းပဲ 1.5 turbo engine ရှိပြီးတော့ wheel size ဆိုရင်လည်းပဲ16လက်မှာတော့ရှိရဒီဘက်နောက်မှာဆိုရင်လည်းပဲ medium လေးနဲ့အလှဆင်ပေးထားတာကိုတွေ့ရတယ်အဲ့ဒါပြေကိုမှ Sinotrek ဆိုတဲ့ logo အကြွလုပ်ပေးထားတာပေါ့နော်အတွင်းပိုင်းမှာဆိုရင်လည်းပဲ cargo space မြတ်လိုချင်တဲ့သူတွေကတော့ဒီမှာကြည့်နောက်တန်းလေးကိုခောက်လိုက်တဲ့ခါကျရင်တကယ်ကိုကြကြဝန်းဝန်းရှိရပေါ့နော်အထုပ်တွေအများကြီးလဲတည်လို့ရတယ်ကဲဒါဆိုရင်အတွင်းပိုင်းကိုချက်လိုက်ကြည့်ကြမယ်နော်ဒီအတွင်းပိုင်းမှာဆိုရင်လည်းပဲမြင်တိုင်းပဲလေသာအကုန်လုံးကိုအသုံးပြုပေးထားတယ်အထက်မှာတော့ခုနှစ်ခုပါတယ်အဲ့ခုနှစ်ခုလုံးကိုလည်းပဲလေသာနဲ့အသုံးပြုပေးထားတယ်အညူရောင်လေးဖြစ်တဲ့ကြောင့်မို့လို့တကယ်ကိုမှပေါ့နော် luxury 5ကိုပြည့်ရတယ်ဒီမှာဆိုရင်လည်းပဲမူဆိုရင် eco normal sport snow ဆိုပြီးတော့၄မျိုးတော့ပြောင်းလို့ရတယ်ဒီမှာဒီ touch screen ဆိုရင်10လက်မှတော့ရှိရဆိုတော့ကြီးကြီးမားမားရှိရဒါလေးကတော့ cap ပူတာဖြစ်ပါတယ်အဲ့ဒါပြပုံမှာအပေါ်မှာဆိုရင် panoramic sunroof full flash ပါပြီးတော့ဒီ window တွေအကုန်လုံးမှာဆိုရင် electric window ပါမယ်ဒီထက်မှာအကြိုက်ဆုံးကိုပြောရမယ်ဆိုရင်တော့ခလေးလေးလက်မြောက်လုပ်ပေးရပေါ့နော် anti feed system ပါတယ်အဲ့ဒါကတကယ်ကိုကောင်းတဲ့ system ပါတယ်နောက်တစ်ခုက keyless start system နဲ့ keyless entry တို့ပါဝင်တာပဲဖြစ်ပါတယ် VGV U70 Pro မှာဆိုရင်တော့ safety ဘိုင်းအနေနဲ့က ABS, EPD, 6 airbag, H-Star Assist, Decent Assist Control လိုမျိုး safety feature တွေအပြင်ကိုမှတခြားနည်းပညာမြင့် safety feature တွေကလည်းပါတယ်ကဲဒီဘက်နောက်ခန်းမှာဆိုရင်လည်း left row နဲ့ head row ကဆိုရင်တော့တကယ်ကိုအကျယ်ကြီးပဲကျဲရကြောင့်မို့လို့ထိုင်ရတဲ့သူတွေကတော့တက်တော့တက်တာရှိရပေါ့နော်ကဲဒီကားကလမ်းကျန်းမောင်းမောင်းလမ်းချောမောင်းမောင်းနှစ်ခုလုံးအတွက် okay တယ် SUV ကားရှိသူတွေအတွက်ရန်ကုန်လိုင်းစီဝယ်ယူသူအမြင့်ပေါက်ကိုလည်းရရှိပြီးတော့3နှစ် warranty ကိုလည်းရရှိမယ်ဒီကားနှစ်စီးရဲ့ကွာခြားချက်ကိုပြောရမယ်ဆိုရင်တော့ engine power ကွာမယ် wheel size ကွာမယ် infotainment screen size ကွာဖြစ်တဲ့ကြောင့်မို့လို့ဈေးလည်းအနည်းငယ်တော့ကွာခြားမှုရှိနိုင်တယ်2026 VGB Sinotrek U75 Plus 2026 VGV Sinotrek U70 Pro ကားအလန်းစားတွေကို2026မေလ9ရက်နဲ့10ရက်နေ့တွေမှာကား CV ကကြီးမှုကြီးမားတဲ့ကားရောင်းပြပွဲကြီးမှာ A ဘန်းနဲ့ချိတ်ဆက်ပြီးတော့9နှစ်အေးကြနဲ့ဝယ်နိုင်မဲ့အခွင့်အရေးကြီးကိုလက်လို့မခံမှုအတွက်ကား CV မှာအခုပဲစည်ရင်သွင်းလိုက်တော့နော် Cars TV မြန်မာနိုင်ငံသားတိုင်းကားပိုင်ဆိုင်နိုင်စေရမည်